ဒီစစ်ပွဲရဲ့တိုက်ပွဲအများစုဟာမြေချောင်းတွေနဲ့မြစ်ဝကျွန်းပေါ်ဒေသတွေမှာပဲအဓိကဖြစ်ပွားခဲ့တာပါအကြောင်းကတော့ဟန်တာဝရီနိုင်ငံမှာရေတက်အင်အားကအင်းဝထက်တိတိတတ်တာပုံမိုတာလွန်နေလို့ပါပဲဒါကြောင့်မွန်တွေဟာရေချောင်းတိုက်ပွဲတွေမှာအမြဲလိုအသာစီးရနေခဲ့တယ်အင်းဝတက်တွေဟာမြေချောင်းအတိုင်းစုံစင်းပြီးတိုက်ခိုက်ဖို့စ조사တိုင်းမွန်တွေရဲ့ပြင်းထန်တဲ့ခုခံမှုတွေကိုပဲကြုံတွေ့ခဲ့ရပါတယ်မင်းခေါင်၏အစောပိုင်းရှုံးနိမ့်မှုများစစ်ပွဲဆက်စချင်းကာလတွေမှာတော့အင်းဝဘရင်မင်းခေါင်ဟာတပ်အင်အားအများကြီးနဲ့စစ်ချီခဲ့ပေမဲ့ဟန်တာဝရီဘရင်ရာဇာတိရရဲ့စစ်ရေးဉာဏ်ပညာကိုဘလို့မှရှင်နိုင်ခြင်းမရှိခဲ့ပါဘူးအထင်ရှားဆုံးအနေနဲ့လေဝေးတိုက်ပွဲမှာဆိုရင်မင်းခေါင်ကိုယ်တိုင်တောင်ရှုံးနိမ့်ခဲ့ရပြီးအင်အားကြီးမားတဲ့အင်းဝနိုင်ငံဟာပထမဆုံးအကြိမ်အနေနဲ့အဆက်တကွဲဆုတ်ခွာခဲ့ရတဲ့မှတ်တမ်းဆိုးတစ်ခုကိုရရှိခဲ့ပါတယ်စစ်သူကြီးမင်းရဲကျော်စွာနှင့်အင်းမွား၏ဂုဏ်သိက္ခာဘလို့ပဲရှုံးနိမ့်မှုတွေကြုံရပါစေအင်းဝနိုင်ငံမှာတော့နိုင်ငံအတွက်အသက်ပေးပြီးကာကွယ်မဲ့သူရဲကောင်းတွေရှိနေခဲ့ပါတယ်အထူးသဖြင့်စစ်သူကြီးမင်းရဲကျော်စွာဟာမွန်တို့ရဲ့အကြိမ်ကြိမ်ထိုးစစ်ဆင်မှုတွေကိုထိထိရောက်ရောက်ဟန်တာကာကွယ်ပေးနိုင်ခဲ့ပြီးအင်းဝရဲ့ဂုဏ်သိက္ခာကိုပါထိမ့်သိမ်းပေးခဲ့သူဖြစ်ပါတယ်။သူ့ရဲ့စစ်ရေးစွမ်းရည်တွေဟာဘရင်မင်းကောင်အတွက်အခက်ခဲဆုံးအချိန်တွေမှာအားကိုးရာတစ်ခုဖြစ်ခဲ့ရပါတယ်။